မင်္ဂလာပါကျွန်တော်မတွေ့တာကြာပြီဒီနေ့မှာကျွန်တော်ဒီကိုမလမတို့ကိုအလင်းပေးချင်လို့ဖြစ်တယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပါတင့်အတွက်ကောင်းကြီးဖြစ်ပါတယ်အဲ့တော့ဒီနေ့ခေတ်ကျွန်တော်တို့ယုံကြည်သူတွေတချို့တော့ယုံကြည်သူတွေရဲ့အသက်တာမှာမာရွင်တော့အရာတစ်ခုရှိတယ်ဗျတချို့တော့အကုန်လုံးမဟုတ်တချို့အဲ့သူတို့စီမှာမာရွင်တဲ့အရာတစ်ခုရှိတယ်အဲ့ဒါကဒီကျွန်တော်ယုံကြည်သူတွေခရိယန်တွေအတိုင်းဒီခရိယန်တွေပဲယုံကြည်သူတွေပဲတိုးတွေပဲလွဲတာမဟုတ်အဲ့တိုးထင်းကိုနိုင်ကိုကလွဲနေတဲ့အရာတွေရှိတယ်ဗျအဲ့ဒါကဒီယေရှုပြောတဲ့ဗာလေကုလေဝါကတန်ကိုထမ်းပြီးမှငါးနောက်တို့လိုက်လို့ဆိုတဲ့အဲ့ဒီနှုတ်ကပတ်တော်လေးကိုကျွန်တော်ပြောပြမယ်အဲ့တော့ကျွန်တော်ပြောတဲ့ဟာမှန်လားမှားလားဆိုတာညီကိုတို့နော်ဒီတို့မှာအုံနောက်ရှိတယ်နှလုံးသားရှိတယ်နော်အတွေးခေါ်ရှိတယ်နော်ကိုအတွေးခေါ်ရှိတဲ့လူဖြစ်တယ်ငါကအုံနောက်ညံနဲ့စဉ်းစားတတ်ပြီးမှနှလုံးသားနဲ့ခံစားတတ်တော့သူဖြစ်တယ်လို့ကိုခံယူတယ်ဆိုရင်အခုကျွန်တော်ပြောတဲ့ဟာကိုတေးချာလေးနဲ့စဉ်းစားပြီးတော့နော်ကိုဘဝကိုပြုပြင်ရမယ့်အရာဟုတ်ရင်လည်းပြုပြင်လိုက်ပါတင့်တဲ့ကောင်းကြီးဖြစ်ပါတယ်ငါတော့ပြုပြင်စရာမလိုပါဘူးဆိုအဲ့လိုမျိုးခံယူတော့သဘောပါပဲနော်အဲ့တော့ကျွန်တော်ပြောပြမယ်မဿဲ30မှာပြောတယ်အကျဉ်သူကတဲ့ကုလေဝါကတန်ကိုမထမ်းဘူးတဲ့ထိုသူဒီငါနဲ့မဆိုင်လို့ပြောတယ်နော်ယေရှုနဲ့မဆိုင်ဘူးတဲ့အဲ့ဒီလူကအဲ့တော့မဿဲ30:38နော်မဿဲအခန်းကြီးရှင်မဿဲခရစ်ဝင်အခန်းကြီး30အငယ်38မှာနော်မရှင်းတော့မှဆိုလို့ပြန်ပြောပြတာအဲ့ဒီမှာသူပါပြောလဲဆိုရင်ကုလေဝါကတန်ကိုမထမ်းတော့သူကယေရှုနဲ့မဆိုင်ဘူးတဲ့အဲ့လိုပြောတယ်နော်မဿဲ16:24မှာကြတော့ဘာထပ်ပြောထားလဲဆိုငါနဲ့စိကပ်လို့တော့သူကကုလေဝါကတဲ့ကိုထမ်းပြီးမှငါနောက်တို့လိုက်ရမယ်လို့ပြောတယ်အဲ့တော့ဒီမဿဲ38ရဲ့အောက်မှာဆိုလေအသက်ကိုရတော့သူကအသက်ကိုမိမိရဲ့အသက်ကိုရတော့သူကအသက်ကိုမရဘူးတဲ့နော်ဖယားနဲ့ဆိုင်တဲ့ဝိညာဉ်ရေးရနဲ့ဆိုင်တဲ့အသက်ကိုမရကိုအခုဒီဟာရတယ်ဆိုရင်နောက်အဲ့တာမရတော့ဘူးအဲ့လိုပြောတယ်အဲကြောင့်မို့ဘေဟာကအခုရတဲ့အသက်ကတာဖို့ရှိလားနောက်မှရတဲ့အသက်ကတာဖို့ရှိလားအဲ့ဒါကိုနားလေဖို့အတွက်ယေရှုကပြောထားတာနော်မိမိစိတ်39မှာဗာဆက်ပြောထားတယ်ဆိုမိမိအသက်ကိုတွေ့တော်သူဒီအသက်ရှုံးနေပြီငါကြောင့်မိမိအသက်ရှုံးတော်သူမကအသက်ကိုတွေ့လိမ့်မယ်လို့ပြောတယ်အဲ့တော့ညီကိုမတို့တင်းတို့ကိုကျွန်တော်အသက်2မျိုးအသက်2ခုနော်အသက်2မျိုးအဲ့တော့ယေရှုကြောင့်မိမိရဲ့အသက်နော်မိမိရဲ့ဘဝနော်ဆုံးရှုံးလိုက်တဲ့အရာတွေယေရှုပြန်ပေးတယ်လို့ပြောတယ်အဲ့တော့အကျဉ်သူကတဲ့မိမိအသက်ကိုတွေ့တော့သူဒီအသက်ရှုံးနေပြီလို့ပြောတယ်ကိုရဲ့အသက်ကိုတွေ့တဲ့သူကအသက်ရှုံးတယ်ဘာပြောချင်တာလဲဆိုလို့ရှိရင်ကျို့တို့ဘဝမှာငါအသက်ငယ်တဲ့အချိန်မှာနော်ပညာရှာချိန်မှာပညာရှာရမယ်စီးပွားရှာချိန်မှာစီးပွားရှာမယ်တရားရှာရမယ်အချိန်ရောက်ရင်တရားရှာမယ်ဆိုတဲ့ကျွန်တော်တို့ယုံကြည်သူခရိယန်တွေတရားနာထောင်ပါနော်တရားရှာတယ်ဆိုတာကဘာကိုရှာတာလဲဒီနေ့တမလွန်အရေးအတွက်နော်နောင်ဘဝကုမြောက်သောအခါမှာအကျိုးရှိသောအရာနော်အဲ့လိုပြောမယ်နော်နားလည်လွယ်အောင်အကျိုးရှိတဲ့အရာကိုကျွန်တော်တို့ကရှာတော့သူတွေဖြစ်တယ်တရားရှာတဲ့သူတွေကစီးပွားရှာတဲ့သူတွေကကိုမရှိတော့ရင်ကိုရဲ့မျိုးဆက်နော်ဒါသမီးတွေသူများအောက်မှာအနေမခံရအောင်ပညာတတ်သူတော်မူတွေဖြစ်လာအောင်နော်ဘာလို့ပစ္စံရှိမှအကြောင်းကောင်းတက်နိုင်ပါလေမဟုတ်လားပစ္စံရှိမှလူကြားတိုးရလေလောကအနေနဲ့ပြောတာလေနော်
ပိဿံနဲ့ခင်းနိုင်မှရွှေလန်းငွေလန်းခင်းတဲ့သူတွေကမင်္ဂလာရှိတယ်လို့ခေါ်ကြတယ်ရွှေနဲ့မြဗာလဲရွှေနဲ့မြငွေဗာလဲငွေနဲ့လာဟုတ်လားကျွန်တော်လည်းနားမလည်တော့အဲ့လိုမျိုးလူတွေကမင်္ဂလာရှိတယ်လို့လူတွေကပြောတာအဲ့တော့ပညာရှာချင်းမှာပညာရှာဒါနဲ့နှုတ်ကပတ်တော်ကဗာပြောတယ်ဒီလားနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုရှေ့ဦးစွာရှာပါတဲ့နောက်မှသူရဖျားပေးမယ်လို့ပြောတယ်အဲ့တော့ဖျားပြောတဲ့အရာနဲ့လူပြောတဲ့အရာပြောင်းပြန်တော့ညီကိုမောင်မတို့အဲ့တော့အလွဲမယူစေချင်ဘူးအဲ့လိုပြောလို့မင်းတို့ကျောင်းကလေးတွေကိုကျောင်းမထားနေတော့မင်းဖျားကိုနှုတ်ကျန်းစာကျောင်းပဲပို့လိုက်အဲ့လိုပြောတာမဟုတ်ဘူးနော်ကျန်းစာကျောင်းပို့တိုင်းလည်းဖျားနဲ့တွေ့တာမဟုတ်အဲ့တော့အရာလေးနဲ့တည်းညီကိုမောင်မတို့အဲ့တော့အဲ့ဒီဟာတွေကိုထားလိုက်ဘေးချိတ်ထားလိုက်နော်ဘေးချိတ်ထားလိုက်အတိက point မိနစ်တော်သွားနေပြီအဲ့လောက်ထိကျွန်တော်အသေးစိတ်မရှင်းပြတော့မိနစ်တော်သွားနေပြီအဲ့တော့အတိက point ကဘာလဲဆိုကုလေဝါကတိုင်ကိုထမ်းပြီးမှလိုက်ရမယ်တဲ့ယေရှုနောက်အဲ့လိုပြောလိုက်လို့ရှိရင်ကျွန်တော်တို့တချို့တော့ယုံကြည်သူခရိယန်တွေနော်တချို့တော့နေရာမှာလေဆိုပြီးတိုးနေတာမကောက်တိုးထင်းတွေပါလိုက်ပြီးမှအဲ့လိုပြောတဲ့လူရှိတယ်အဲ့တော့ယေရှုကိုယုံကြည်လက်ခံပြီးဟုတ်ပြီကိတ္တိချင်းရပြီအပြစ်မှလွတ်မြောက်ခြင်းရှိပြီဟုတ်ပြီယေရှုနောက်ကိုလိုက်ကြမယ်ဟေ့ဖခင်စကားနားထောင်မယ်ဟေ့ဖခင်သားသမီးဖြစ်ပြီဆိုဖခင်စကားနားထောင်မယ်ဟေ့ယေရှုနောက်ကိုလိုက်တော့သူကကုလေဝါကတဲ့ကိုထားမယ်ဆိုလောကရဲ့အခက်ခဲပြင်ပန်းရမယ်ဆင်းရဲရမယ်နော်ကျွန်တော်တို့ကနော်မကောင်းမှုတွေရှောင်ရမယ်ဒုစရိုက်အမှုကိုရှောင်ရမယ်နော်ဖျားနဲ့မမှန်ကန်ကန်အသက်ရှင်ရမယ်အပြစ်မလုပ်ရဘူးနော်အပြစ်လို့မလုပ်ရဘူးမကျွန်းလို့ရဘူးနော်စင်ချင်တုံတရားနဲ့အညီအသက်ရှင်ရမယ်ဆိုပြီးအဲ့လိုမျိုးတူတင်နေကြအဲ့တော့အဲ့ဒီဟာကညီကိုတို့တေချာစဉ်းစားကြည့်နော်တေချာစဉ်းစားကြည့်အဲ့လိုပြောနေတဲ့ဆရာကိုနိုင်ကိုကရောလောဘမတူကြုံဘူးလားကိလေသာမဖောက်ပြန်ဘူးလားကိလေသာမရှိဘူးလားကျွန်တော်ပြောရနော်အဲ့လိုပြောလိုက်လို့ဟိုးမဆိုင်တဲ့ဒီဗုဒ္ဓဘာသာတွေဟိန္ဒူတွေတောမနာနဲ့နော်နေတို့ပြောတာမဟုတ်ဘူးကျွန်တော်တို့ခရိယန်တွေပြောတာအဲ့တော့ကြည့်တေချာနာထောင်တော့အဲ့လိုပြောနေတဲ့ဆရာလေးကိုကတိုးသေးနေကိုကကျွလွန်ပါတယ်အပြစ်တရားကိုကျွလွန်နေပါတယ်ညီကူမန်မတို့အဲ့ဒါကြောင့်မို့ကုလေဝါကတဲ့ကိုထားရမယ်လို့ပြောတဲ့ခါမှာအဲ့လိုမျိုးအားထုတ်ကြိုးစားကြည်ကြံတဲ့အရာကိုပြောတာမဟုတ်ပါဘူးဒီဟာကိုနားလည်ကြအောင်ပြီးနောက်ဆုံးကြော်ပြီးပြောလိုက်တော့မယ်နောက်ဆုံး point အသေးစိတ်မပြောတော့နော်နောက်ဆုံး point တစ်ခုထပ်ပြောမယ်လက်ဝါကတိုင်ဆိုတာကလက်ဝါကတိုင်လို့ပြောလိုက်တာ ਨੇ ဘာကိုတွားမြင်ရအောင်လဲမင်းတို့ရဲ့မျက်လုံးမှာခေါ်ကြည့်မင်းတို့မှာအုံနောက်ရှိတယ်နော်မင်းတို့မှာအုံနောက်ရှိတယ်နှလုံးသားရှိတယ်မင်းတို့မှာစဉ်းစားတွေးခေါ်ကြံစတဲ့ဉာဏ်ပညာရှိတယ်နော်မင်းတို့လုံးရိုးတာမညလို့မဟုတ်ဘူးနော်မင်းတို့ကအရင်ချင်းရှိရလို့တာဖို့ရှိတယ်လို့နော်ပညာရှိတော်သူတွေဖြစ်တယ်နော်ထာဝရဘုရားသခင်ကိုကြောက်ရွံ့တတ်တော်သူတွေဖြစ်တယ်နော်ထာဝရဘုရားသခင်ကိုကြောက်ရွံ့တော်သူကပညာဖြစ်တယ်တဲ့နော်ဘုရားကိုကြောက်ရွံ့တဲ့တဘောကပညာဖြစ်တယ်တဲ့အဲကြောင့်မို့နေတို့ကပညာရှိဖြစ်တယ်စဉ်းစားကြည့်လက်ဝါကတိုင်လို့ပြောလိုက်တာ ਨੇ ဘာကိုအရင်ဆုံးပြင်းမြင်လဲနော်ဘာကိုအရင်ဆုံးပြင်းမြင်လဲယေရှုကိုမြင်ရတယ်ယေရှုကိုမြင်လိုက်တာ ਨੇ ယေရှုကလက်ဝါကတိုင်မှာဘာလို့လဲတလောကလုံးရဲ့အပြစ်ကိုတေဆောင်တယ်အာမင်တလောကလုံးရဲ့အပြစ်ကိုစေကြောတယ်တလောကလုံးရဲ့လူသားတွေရဲ့အိုချင်းနာချင်းတည်ချင်းအရာတွေကိုဖြစ်ရွေးဝေတော့နေရာဖြစ်တယ်အဲ့ဒီမတ်သားဖြစ်တယ်အဲ့တော့ယေရှုကဘာလို့လဲဆိုဖိုက်ကျွန်တော်တို့လူသားတွေနော်ကျွန်တော်တို့လူသားတွေကမဖြောင့်မတ်နိုင်ဘူးနော်အခုအဲ့ဒီလက်ဝါးကတိုင်တရားလို့ပြောချင်မှာလက်ဝါးကတိုင်မှာတိအတွက်လှုပ်ပေးသွားတဲ့အရာကတရားရခံတော့ပါစနဲ့အပြစ်ကိုကျွန်တော်ဘာလို့ဖြစ်လဲဆိုပိုရှမ်းနေတာကျွန်တော်တို့အတွက်လှုပ်ပေးသွားတာအားကြောင့်မို့ကျွန်တော်တို့ကကိုကောင်းလို့ဒီကျေးဇူးတရားကိုခံရတာမဟုတ်ဘဲနဲ့ဖယားသခင်ကကျွန်တော်တို့ကိုတတ်မဲ့ကိုအလကားပေးထားတာအဲ့ဒါကျွန်တော်ကုလေဝါကတဲ့ကိုထားရမယ်လို့ပြောတဲ့အခါမှာယေရှုကကျွန်တော်တို့ရဲ့သခင်ဖြစ်တဲ့ယေရှုကကျွန်တော်တို့ရဲ့အပြစ်အလုံးကိုဆက်ပေးသွားပြီးဖြစ်တဲ့ယေရှုအားဖြင့်ငါဟာဖြောင့်မတ်တော်သူဖြစ်တဲ့ယေရှုအားဖြင့်တာလေငါအရာကိုကြော်လွှမ်းနိုင်မယ်ယေရှုအားဖြင့်တာလေကျွန်တော်ကကျင့်ချင်းအမင်္ဂလာနဲ့လွတ်မြောက်တော်သူဖြစ်တဲ့
ယေရှုအားဖြင့်ကျွန်တော်ဟာဝမ်းမြောက်ရတော့အခွင့်ရတော့သူဖြစ်တယ်ယေရှုအားဖြင့်ကျွန်တော်ဟာကျမ်းမာတော့သူဖြစ်တယ်နော်ခက်ခဲဒုက္ခထဲကနေပြီးဖယားသခင်ကျွန်တော်ကိုဒီနေရာနဲ့ကယ်လို့နိုင်တယ်ယေရှုဖယားကိုယေရှုကိုတေချင်းကနေရှင်ပြန်ထမ်းမြောက်စေနိုင်တော့ဖယားသခင်ကကျွန်တော်ကိုလည်းထမ်းမြောက်စေနိုင်တဲ့တကူဖယားရှိတယ်ဆိုတာကိုဖယားရဲ့တတ်နိုင်ခြင်းကိုမင်းယုံကြည်တဲ့အခါမှာကေတီချင်းနေပါလေအကုန်လုံးကိုခြုံပြီးမှလုံးဝစိတ်ချမှုရှိရမယ်အဲ့ဒီယုံကြည်ခြင်းကိုထမ်းပြီးမှတင်ကဖယားနောက်လိုက်ရမှာဖြစ်တယ်အာမင်အတူကောက်ပြောလိုက်တာနော်အရန်ချုပ်လုံးသွားရင်အရန်ချုပ်လုံးသွားလို့မရှင်းဘူးဖြစ်သွားလားမသိဘူးအလွဲမယူစေချင်ဘူးနော်ကျွန်တော်ပြောတာရှင်းရှင်းလေးဟုတ်တယ်နော်ရှင်းရှင်းလေးဟုတ်တယ်နော်အဲ့ဒါညီကိုတို့တေတို့မှတ်ထားပါကိုလေဝါကတဲ့ကိုထားရမယ်လို့ပြောချင်မှာကိုယုံကြည်ခြင်းနဲ့ကိုဖယားနောက်ကိုလိုက်ရမယ်လို့ပြောတာပါနော်ယေရှုနောက်လိုက်တော့သူကပါကျေကိုကားစီရမယ်လိုက်ခရိုဇာကိုပိုင်ကားပိုင်ဆိုင်ရမယ်အာစီတိုက်နော်ဘိုင်ဂရိုတိုက်လေအောခွေရခါနာတဲ့နော်ခမဆောင်နေတင်ပိုင်ဆိုင်ရမယ်လို့ပြောတာမဟုတ်ပါဘူးနော်အဲ့လိုပြောတာတော့မဟုတ်ပါဘူးကိုလေဝါကတိုင်လို့ပြောနေတာကိုယုံကြည်ခြင်းနဲ့ကိုသွားမယ်အဲ့တော့မိဘကိုယုံကြည်တယ်ဟုတ်ပြီ point နော်မိဘကိုယုံကြည်တယ်ယေရှုကငါ့ကိုအပင်ငရေကနေကယ်ပါတယ်ဒါပေမဲ့လောကရဲ့အရာကိုတော့ကိုဟာကိုကြင်ကြံအားထုတ်ရပါမယ်အသက်ရှင်နေတဲ့အချိန်မှာတော့ပြည့်ညက်တရားနဲ့အသက်ရှင်ရပါမယ်လို့တင်ယုံကြည်တယ်ဆိုရင်တွားပါကိစ္စမရှိဘူးဒါနဲ့နော်တစ်ဖက်မှာကျမ်းစာပါပြောလေတင်ယုံကြည်တဲ့အတိုင်းတည်နိုင်ဖြစ်စေနှုတ်ရဲ့အပြီးကိုဝါလဲစွာစားရမယ်အဲ့ဒါတင်ကထမ်းထားတဲ့အဲ့ဒီယုံကြည်ခြင်းနဲ့ဆိုင်တဲ့လက်ဝါးကားတိုင်ကဘယ်ကိုတွားနေလဲဆိုတင်ဥတီထားတဲ့နေရာမှာဖခင်အဲ့တန်းပဲပို့မှာဖြစ်တယ်ဒါကိုနားလေစေချင်တယ်ညီကိုတို့အဲ့ဆိုရင်တော့ကျွန်တော်တို့ကိုလက်ဝါးကားတိုင်ကိုထမ်းမယ်ပြောတာယေရှုကိုယုံကြည်လက်ခံပြီးယေရှုနောက်လိုက်ပြီးကိုယ့်အထုပ်ကိုထမ်းခိုင်းတာမဟုတ်ပါဘူးကိုယ့်ရဲ့ဒုက္ခလောကရဲ့အခက်အခဲတို့ကိုတို့အထုပ်တွေကိုထမ်းပြီးမှနော်လေးလံပြီးအိပေတွားခိုင်းနေတာမဟုတ်ပါဘူးဖယားသခင်ကသူ့ရဲ့အမှုတော်မြတ်မှာသူ့နောက်ကိုလိုက်တော်သူတွေကိုပေါ့ပါလန်းဆန်းတော့အသက်တာနဲ့ဖယားသခင်ကပို့ဆောင်တာဖြစ်တယ်အဲ့တော့ယေရှုကပါပြောလေဝင်လေတော့သူအပေါင်းငါထံလို့လာကြငါစီမှာနိခတ်ကြနောက်ဝင်ကိုထမ်းကြတဲ့သူ့ဝင်ကပေါ့တယ်တဲ့အဲ့တော့ဖယားသခင်ကကျွန်တော်တို့ကိုပေးတော်ဝင်ကဘာဝင်လဲဘလောက်ထိနော်ထမ်းလွယ်တယ်လဲဆိုလို့ရှိရင်ဘာနဲ့မနိုင်ထားလဲဆိုမုံကြီးစိနဲ့နိုင်ထားတယ်မုံကြီးစိနော်ယုံကြည်မုံကြီးစိလောက်ယုံကြည်ခြင်းရှိနေတဲ့ထိုတောင်းနေရာမှာရွှေ့လို့ပြင်နိုင်တဲ့ကြလို့ပြင်လေကိုတကယ်ကြတာနေရာရွှေ့သွားတာလေအဲ့ဒီတောင်းမှာအဲ့ဆိုတောင်းဆိုတာကအခုကျွန်တော်တို့ထင်နေတဲ့ကိုဘဝရဲ့ကိုကြောင်းလန်းတဲ့နော်လောကရဲ့ပင်ပန်းနွမ်းနေခြင်းဒုက္ခဆင်းရဲနော်အဲ့ဒီဟာတွေကဒုက္ခတောင်ဆိုတာကျွန်တော်တို့ရဲ့ဆင်းရဲဒုက္ခကျွန်တော်တို့ရေဆိုင်ရမယ့်ပြဿနာအခက်အခဲတွေကိုပြောတာဖြစ်တယ်အဲ့တော့အဲ့ဒီယုံကြည်ခြင်းနဲ့အဲ့ဒီတောင်ကိုရွှေ့တာတဲ့အဲ့ဒီပြဿနာတွေကိုကြော်လာတယ်ပြဿနာတွေ့ရမှာနော်မတွေ့ရမှာတွေ့ရမှာဒါပေမဲ့အဲ့ဒီယုံကြည်ခြင်းအပြင်ကြော်လွှားလို့ရတယ်အာမင်အဲ့ဒါကိုပြောချင်တာဖြစ်တယ်အဲ့ဆိုဖခင်ယေရှုကသူပေးတဲ့ဝန်ကပါလေမုံကြီးစီလောက်ရှိတဲ့ယုံကြည်ခြင်းလေးကိုကျင်တာမဖြစ်စလောက်လေအဲ့လိုပေးထားတာသိလားအဲ့ဒါကိုကျွန်တော်တို့ကအဲ့ဒီမုံကြီးစီလေးကျင်တာအဲ့ကြောင့်မို့ဖခင်တခင်အမှုတော်ဆောင်တဲ့သူတွေကကျင့်တာဘာမှမရှိတူတော့ဖြစ်ပြီမဲ့နော်ပေါ့ပါလန်းဆန်းပြီးမှတွတ်လက်နဲ့အမှုတော်မြတ်မှာနိုင်ငံတော်ကျေပြတ်ဖို့အတွက်ဘုံတော်အတွက်မြန်ဆန်တိုးတက်အောင်မြင်အောင်ဘုရားသခင်ကပေါ့ပနဲ့လန်းဆန်နဲ့အင်္ဂလိပ်တရားကိုဟောပြောခိုင်းတာဖြစ်တယ်ညီကောင်မတို့အဲကြောင့်မို့ဒီနေ့ဒီဗီဒီယိုနားထောင်လေးတူနော်တေချာစဉ်းစားပါမိတို့မှာအုံနောက်ရှိတယ်နှလုံးသားရှိတယ်ခံစားတတ်တယ်တွေးခေါ်တတ်တယ်တေချာစဉ်းစားကြည့်ကျွန်တော်ပြောတဲ့ဩဇာမာဒလားမန္တလားတေချာစဉ်းစားကြည့်နော်လက်ဝါးကတိုင်ဆိုတာကကျွန်တော်တို့ရဲ့ဒုက္ခကျွန်တော်တို့တွားရမယ်ထိုင်းရမယ်လက်ဝါးကတိုင်မဟုတ်ပါဘူးလက်ဝါးကတိုင်ဆိုတာယေရှုထမ်းပေးသွားတဲ့အရာပါနော်ဒါပေမဲ့အဲ့ဒီယေရှုထမ်းပေးသွားတဲ့အရာကိုတင့်ကိုယုံကြည်ခိုင်းတဲ့အဲ့ဒီဟာကိုယုံကြည်ရင်အသက်ကိုရတဲ့ယ
ယေရှုကိုလက်ခံအသက်ကိုလက်ခံရတဲ့အဲ့ဒီယုံကြည်ခြင်းကိုပြောချင်တာဖြစ်ပါတယ်မိမိလက်ဝါးကတိုင်တရားမိမိလက်ဝါးကတိုင်မိမိခံပြီးငါနောက်တို့လိုက်လို့ဆိုတာကအားကြောင့်မို့ယေရှုကိုယုံကြည်တဲ့သူကယေရှုနဲ့ထပ်တန်လို့သူဖြစ်တယ်အဲ့တော့တင်တင်နဲ့ယေရှုယုံကြည်လားယေရှုနဲ့ထပ်တန်ပါတယ်နော်နေဖျားနဲ့မှန်တာမားတာဖျားနဲ့မမှန်ကန်တာပြင်းရတော့လာလျှောက်တာမလာလျှောက်တာဖျားဟိုဗါလေဘယ်လိုပြောမလဲဘာသာတရားနဲ့ကိုက်ညီတာမကိုက်ညီတာအဲ့ဒါကယေရှုရှေ့မှာယေရှုမမှတ်ပါဘူးတင်ကယေရှုကိုယုံကြည်တာဘယ်လိုပုံစံနဲ့ယုံကြည်တယ်တင်းရဲ့ယုံကြည်မှုပုံမှာဘုရားသခင်တည်ကိုအမှုတည်ပြုမှာဖြစ်တယ်အဲ့တော့အဲ့ဒီနှုတ်ကပတ်တော်ကိုအလွဲမယူစေချင်ဘူးเนาะစေတနာမေတ္တာတည်တတ်ဖြစ်ပါတယ်လေဝါကတန်တရားဆိုတာလေဝါကတန်ဆိုတာကမိမိလေဝါကတန်ဆိုတာမိမိမှာလေဝါကတန်မရှိပါဘူးယေရှုစီမှာရှိတာပါမိမိစီမှာရှိရမှာကအဲ့ဒီလေဝါကတန်တရားကိုယုံကြည်တဲ့ဒီယုံကြည်ခြင်းဘုရားပေါ်မှာစိတ်ချမှုရှိတဲ့ဒီယုံကြည်စိတ်ချမှုအဲ့ဒီဟာပဲကျွန်တော်တို့စီမှာလိုအပ်တာဖြစ်ပါတယ်ဆိုတာဒီနေ့တင်ယေရှုကိုယုံကြည်နိုင်ရင်ယုံကြည်နိုင်တယ်လို့ယုံကြည်နိုင်တယ်လို့ကောင်းကြီးဖြစ်မှာဖြစ်ပါတယ်ဘုရားသခင်ထူကောင်းကြီးပေးပါစေ